အဲ့ဒီအမျိုးသမီးကနတ်ဖျားစင်းရင်မှာသူ့နာမည်ကိုအတင်းထိုးထည့်ချင်နေတာဒါပေမဲ့နာမည်ရေးဖို့စူးစမ်းလိုက်တာနဲ့မမြင်ရတဲ့စွမ်းအားတစ်ခုကသူ့ကိုမီတာရာနဲ့ချီလွင့်ထွက်သွားအောင်ရိုက်ချလိုက်လေရောဘေးကလူတွေလည်းဝိုင်းကြည့်ပြီးဟဲသူတော့နတ်ဖျားရဲ့စီကံကိုဖောက်ဖျက်မိပြီထင်တယ်ဆိုပြီးတီးတိုးပြောကုန်ကြတာပေါ့ဒါပေမဲ့အဲ့ဒီမိန်းမကအရှုံးမပေးဘူးမကျင်တဲ့နိုင်မဲ့နောက်တစ်ချိန်ထပ်ရေးဖို့စူးစမ်းပြန်တယ်အဲ့ဒီအချိန်မှာကောင်းကင်ကနေဟျက်စီးကြီးလက်လာပြီးသူ့ကိုတိုက်ခိုက်တော့တာပဲအဲ့ဒီမှာဘေးနားကမိန်းကလေးတယောက်ရှေ့ကိုထွက်လာပြီးအေးအေးဆေးဆေးပဲပြောလိုက်တယ်ဒီနတ်ဖျားစင်းကသူ့အတွက်မဟုတ်ဘူးတကယ်ပိုင်တဲ့သူကဒီဘေးကလူသူပဲဘသူ့ကိုနတ်ဖျားအဖြစ်ခန့်အပ်ရမလဲဆိုတာဆုံးဖြတ်ပိုင်ခွင့်ရှိတာအဲ့ဒီလူကတော့ဘာမှမသိကြဘူးဗျာသူ့စိတ်ထဲမှာလည်းငါ့ကိုဘာဒီလာလုတ်ခိုင်းနေပြန်ပြီလဲဆိုပြီးကြောက်တုံတုံနဲ့ကြောင်တောင်တောင်ကြီးဖြစ်နေတာပတ်ဝန်းကျင်ကလူတွေကလည်းအဲ့ဒီမိန်းကလေးကိုဘာဒီရှောက်ပြောနေတာလဲဆိုပြီးဝိုင်းလောင်ကြတာပေါ့အဲ့ဒါနဲ့အဲ့ဒီမိန်းကလေးကသူပြောတာအမှန်ဆိုတာတက်တည်ပြဖို့မြေကြီးပေါ်ကကလောင်တန်ကိုကောက်ပြီးဟိုလူကိုပေးလိုက်တယ်ကဲရှင့်နာမည်ကိုဒီစရင်မှာရေးလိုက်တော့တဲ့အဲ့ဒီလူကတော့ထောင်ချောက်လာဘာလာမဝီခွင်းနိုင်မိတ်တုံတုံကြီးကြီးနဲ့သူ့နာမည်အစားအဲ့ဒီမိန်းကလေးရဲ့နာမည်ကိုပဲရေးပေးလိုက်တယ်ခဏနေတော့နတ်ဖျားစရင်ကြီးကနေရွှေရောင်အလင်းတန်းကြီးဖြာထွက်လာပြီးမိန်းကလေးရဲ့နာမည်ကထင်းထင်းရှားရှားပေါ်လာပါလိရောအားလုံးလည်းပါဆက်အဟောင်းသားနဲ့အံ့ဩကုန်ကြတာပေါ့ရုတ်တရက်ကောင်းကင်မှာမိုးတိမ်ကြီးမှောင်ကျလာပြီးမိုးကြိုးတွေထိချုံလာတော့လူတွေကဒီကောင်တော့တွားပြီးနတ်ဖျားကြီးလာအပြစ်ပေးတော့မယ်လို့ထင်နေကြတာဒါပေမဲ့တကိနတ်ဖျားကြီးစင်းလာတဲ့အခါမှာတော့နားမထောင်တဲ့လူတွေကိုပဲအပြစ်ပေးပြီးငါတို့နတ်ဖျားကြီးအားလုံးဒီကိုရောက်လာတာဒီလူကြောင့်လူတိုင်းရှိမှကြီးညာလိုက်တယ်အဆုံးသတ်မှာတော့နတ်ဖျားတွေအားလုံးကအဲ့ဒီလူရဲ့အမိန့်ကိုနာခံပြီးဟိုမိန်းကလေးကိုနတ်ဖျားအဖြစ်တင်မြှောက်လိုက်ကြပါတော့တယ်လူတွေအားလုံးလည်းမယုံနိုင်တော့အောင်မှင်တက်သွားကြတာပေါ့ဗျာ